တကယ်ကြလုံးမင်္ဂလာပါမိုးရရတဲ့အချိန်မှာပူပူဆက်ဆက်လေးတောက်ချင်တော့အခုလိုကြက်သားချင်ဆက်အရေးတောက်ပုံစံလေးချက်တောက်ကြည့်ပါခင်ဗျာအခုမှဟင်းစားချက်မဲ့သူတွေအတွက်လက်စွမ်းပြလို့ရတဲ့ဟင်းလေးတစ်ခွက်လေးဖြစ်ပါတယ်ငရုတ်စုံထဲမှာကြက်တွန်ဖြူချင်းငရုတ်သီးစိမ့်ငရုတ်ကောင်းမှုတို့ကိုထည့်ပြီးတော့ထောင်းထားပေးပါစက်နဲ့ကြိတ်လိုက်တာနဲ့စာရင်အခုလိုမျိုးထောင်းတာကပို့ပြီးတော့ငွေပါတယ်အဆက်ကြရင်တော့ကျွန်တော်တို့ငရုတ်သီးပူပူလေးတွေထပ်ပြီးတော့ထည့်လို့ရပါတယ်စပလင်တစ်ချောင်းကိုလည်းမွားနေအောင်ထူထားပေးပါဒီဟင်းနဲ့အလိုက်ဖက်ဆုံးကတော့ပင်စိမ်းတွေပဲဖြစ်ပါတယ်ကြက်သားတွေကိုရေဆေးပြီးတော့ရေစစ်ထားပေးပါအရသာအတွက်စားဟင်းရွက်မုတ်ဒါမှမဟုတ်ရင်အချိုမုတ်စနွင်းမုတ်မြင်ကပိရနဲ့နဲ့ငားငက်မြားရည်နဲ့ထည့်မယ်ပြီးတော့ရင်ထောင်းထားတာတွေကိုထည့်ပေးပါစီလေးကိုတစ်စုံထည့်ပါတယ်အားလုံးကိုတေချာလေးနယ်ပေးထားပါလက်နဲ့အားရပါရနဲ့လေးကောင်းပါတယ်ကျွန်တော်ကလက်အိတ်မစွတ်ချင်တာကြောင့်ဇွန်းလေးနဲ့ပဲမှွေလိုက်ပါတယ်ဒေဝရဲ့အောက်ခြေမှာကြော်တဲ့အခါမှာကတ်သွားမှကြောက်တာကြောင့်ကျွန်တော်ကစီလေးတစ်စုံထည့်လိုက်ပါတယ်ပြီးသွားရင်အရသာနှက်ထားတဲ့ကြက်သားတွေထည့်ပြီးတော့ခဏလောက်လုံးချက်ပေးပါဖြစ်နိုင်မယ်ဆိုရင်တော့9မိနစ်လောက်တေချာလေးလုံးချက်ပေးပါကျွန်တော်ကတော့ခဏလေးပဲချက်ပြီးတော့စပလင်လေးထည့်ပေးပါတယ်ပြီးသွားရင်ရေ1လီတာလောက်ထည့်ပေးပါခုနကအရသာလေးနှက်ထားတဲ့စလုံးတွေကိုလည်းရေချင်းပြီးတော့ထည့်လို့လည်းရပါတယ်ပြီးသွားရင်အဖုံးလေးပိတ်ပြီးတော့10မိနစ်လောက်အရင်တည်ထားပေးပါကြက်သားတွေကြက်သွားပြီဆိုမှအချင်းရတာအတွက်မကြီးရေထည့်ပါတယ်ပြီးသွားရင်အဖုံးပြန်အုပ်ပြီးတော့တည်ထားပေးပါအရသာလေးမြည်ပြီးတော့လိုအပ်ရင်ကျွန်တော်ကတော့ငားငက်မြားလေးနည်းနည်းလေးထည့်လိုက်ပါတယ်နောက်ဆုံးမှာပင်စိမ်းတွေထည့်မယ်ငရုတ်သီးစိမ်းထည့်မယ်ပြီးတော့ရင်10မိနစ်ဒါမှမဟုတ်ရင်မိနစ်20လောက်တည်တည်ချာချာလေးတည်ထားပေးပါအချင်းရတာမှုမွေးလေးထပ်ပြီးတော့လိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့မီးပိတ်ပြီးတော့တောက်ခန်နီးမှာဒီကိုတောက်မဲ့ပကံတွေကိုတံမြာဒီဇိုင်းလေးညှစ်ပြီးတော့ထည့်ပါဒါဆိုရင်တော့တံမြာအနံ့လေးနဲ့မှုေးပြီးတော့ပို့ပြီးတော့တောက်လို့ကောင်းပါတယ်ဒီဟင်းထဲမှာကျွန်တော်ငရုတ်သီးစိမ်းကို9000လောက်သုံးထားပါတယ်အကယ်၍အဆက်လုံးဝမစားနိုင်တော့ဒီထည့်တဲ့ငရုတ်သီးစိမ်းအရသာကဆက်ပါတယ်ဒါကြောင့်ထောင်းထားတဲ့ငရုတ်တီနှစ်တွေကိုတစ်ခါတည်းမထည့်ဘဲနဲ့မိမိစိတ်ချိုက်နောက်ဆုံးမှမီးပြီးတော့ချိန်ဆပြီးထည့်လဲရပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပဲတင်ငယ်ချင်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်တင်ငယ်ချင်းအားလုံးကျမ်းမာပျော်ရွှင်ကြပါစေဘိုင်ဘိုင်